မကွာလေလေကားလောက်ကျဲတဲ့မြေကွက်လက်ကြီးကိုနေတမိုက်လောက်ရှိတဲ့တရွန်းလေးတစ်ချောင်းနဲ့နေအလုပ်ပြမလို့နေထင်းနေတာလားအရက်တော့ဆရာပတ်စံမရှိတော့အရှုပ်ရှင်းကင်းတဲ့အရာလှဲပိန်းတပိန်းကိုဖြုတ်ပြီးတော့နေကြီးမှလာပေါင်းလာအမလေးဟဲ့ချီလဲမနိုင်ထမ်းလဲမမြလဲဘယ်ခကြီးမှနေနဲ့ဆိုတွင်မှာမဟုတ်ဘူးမောင်အဲ့ဘာဆိုလို့ရလဲဟင်ရီးသားဖြစ်တဲ့9လအတွင်းမှာနေကခေါင်းစာခြေဆုံးအတစ်တွေအရစ်ရစ်တွေနဲ့နေအတက်ဖက်ကိုရောက်နေပြီမဲ့ငါကြတော့ဒီမညာအယိုးနဲ့အရေးကြအသားလေးမြင်ရဖို့တော့ဇာကနာနဲ့ဆွတ်ထုတ်ရလာအောင်အကြက်ဘက်ကိုရောက်နေတာမို့စင်းကိုကပ်ပြီးတက်ရမယ်ဖပြန်ဘောတော့ငါအရောက်မခံနိုင်ဘူးငါနဲ့စိုက်တူကိုက်တူလေးတွေပဲငါရှားပြီးတော့ငါချစ်တော့မယ်ယူတော့မယ်ရှင်းပြီလားဟဲ့အဲ့လောက်လည်းမကွာသေးပါဘူးမောင်ရဲ့ဘာမကွာလဲလေကားလောက်ကျဲတဲ့မြေကွက်လက်ကြီးကိုနေတမိုက်လောက်ရှိတဲ့တရွန်းလေးတစ်ချောင်းနဲ့နေအလုပ်ပြမလို့နေထင်းနေတာလားအဲ့ဒီကနေအတိုးတွေကဘောင်မဝင်တော့ဘူးဘောင်မဝင်တော့အယောင်တင်းပေးလဲပဲဒီမှာကြီးကန်းကိုဗျိုင်းပြစ်လာမလားဆိုတဲ့အတိုးနဲ့စစ်စိုးပေးတဲ့လူထက်တောင်ငါစိုးသွားအောင်မယ်နော်ငါနဲ့လာပြီးမပတ်သက်နဲ့တော့ဟောဂိုင်းကြီးမှသွားနာလိုက်ဘောင်မဝင်တော့ဂိုင်းကြီးမှသွားနာလိုက်မောင်လွယ်နဲ့ချစ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လွယ်နဲ့တော့နောက်မဆုံနိုင်ဘူးနော်မောင်သူ့အိုးနဲ့သူ့ဆန်တန်မထမင်းကအနက်မှတချမ်းပြော့တချမ်းမှလဲဆိုရင်အမြင်လဲမတင့်တယ်ဆိုစားလို့လဲဘလို့မှမကောင်းနိုင်ဘူးနော် Oh no နင်းအနေထားနဲ့ငါအနေထားနင်းစိုက်နဲ့ငါစိုက်ကိုနှစ်ခုရှင်တွဲကြည့်လိုက်ဘုံလုံးသီးနဲ့ခရမ်းပူသီးလေးလို့စိုက်ကအယမ်းกว่าတယ်ဘလို့မှလူတော်ထဲမှာရှင်တွဲလို့မသိတော့ဘူးဒါဆိုလို့ရှိရင်ငါဘာလို့စော်ရဲချစ်ခဲ့သေးလဲဟာအယိုးစစ်ကိုကြည့်ပြီးထွာလာမယ်တင်လို့ချစ်လိုက်တာဟဲ့ခုတော့နေကဘူးသီးလေးမွေးသားထားသလိုစိုက်မဝင်တမ်းမမီနဲ့တောတစ်ခွက်တောင်ရောချလို့နေမရနိုင်ဘူးကဲအဲ့ဒီတော့နေနဲ့ကနေဒီနေ့စပြီးတော့လမ်းခွဲပြီမင်းကငါ့ကိုမရေရဲကြောင်မြတ်ချက်နဲ့ဝေဒနာပေးဖို့စဉ်းစားနေရပေါ့လေငါကတော့လေနင့်ကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ညီမျိုးစုံနဲ့စူးစမ်းနေအောင်ပါပဲဟာဘောင်ဝင်ဦးတဲ့စကားလေးကောင်းကြီးကြီးမှသွားနာလိုက်ဂိုင်းကြီးကြီးမှသွားနာလိုက်အဲ့စကလုံးနေလဲဂိုင်းကြီးကြီးမှပဲသွားနာလိုက်အဲ့လိုပဲတကယ်ချင်းတယောက်ကကြတော့သေးလွန်းတယောက်ကကြတော့ကြီးလွန်းတဲ့ခါကျတော့ငါနဲ့အယွယ်စားတွေမမျှတာနဲ့ငါလက်ခေါ်ထားလိုက်တယ်ကွာတကယ်ချင်းရသေးလွန်လည်းမှတ်လားကြီးလွန်လည်းမှတ်ညရွေးလွန်လည်းမရဖြစ်လိမ့်မယ်တကယ်ချင်းဟာမင်းလည်းကွာတသက်လုံးကိုပေးနာမှာထားမဲ့သူတော့မင်းစိတ်တည့်ရတော့ငါရွေးမှာပေါ့ကွာငါစိတ်ညစ်တယ်ကွာငါအရက်တော့ကျင်ငါအရက်လိုက်တယ်ဆန်မင်းကိုရက်တိုက်ဖို့ငါမှလောလောဆယ်ပတ်သက်မရှိသေးဘူးဒါပေမဲ့မင်းတောက်ကျင်တယ်ဆိုရင်မရရအောင်ငါဖန်တီးပေးမယ်ကွာတူဟေးတူဟာဟမ်အရက်တခါတော့ဘူးမလွယ်ပါလားအဲ့တော့စကားတဲ့ရောက်ပြီမရောက်ရက်တခါတော့ဘူးကိုယ်တွေလည်းပြန်နေပြီဒီမှာဒီရတာပြေးတော့ဒီတိုင်းဟုတ်လားနမ်းသေးလေးပေါင်ဆိုင်ဟုတ်တယ်နော်တော့အဲ့ကမှပေါင်ပါဟုတ်မင်းထိုင်ရုံမင်းထိုင်ရုံနော်ဘုံတော့ဟာဟဲ့နေပါဦးဒီလဲပိန်းကဘာလုပ်လာလဲအရက်တော့ဆရာပတ်စံမရှိတော့အရှုပ်ရှင်းကင်းတဲ့အရာလှဲပိန်းတပိန်းကိုဖြုတ်ပြီးတော့နေကြီးမှလာပေါင်းလာအမလေးဟဲ့ငါအပေါင်တန်တန်နဲ့ရှောက်ပါလေဟာဒီလိုမျိုးတစ်ခါမှမကြုံဘူးပါဘူးဟဲ့အော်အခုကြုံဘူးပြီမလားငါတို့လေ3ရက်စာလောက်လေအရက်တောက်လို့ရမယ်ပမာဏပဲပေးပါဟာဟုတ်နှွေးပေါက်တာနဲ့ပြန်ရွေးမယ်နော်ကြင်ချက်ဖန်ဖန်ဟဲ့နင်တို့လာမရွေးလဲလေအဲ့ဒီလဲပိန်းကတစ်ဖက်တည်းဆိုငါဖြုတ်ပြီးထင်းလောက်ရောက်မှာပဲရမယ်တော်တော်ခုနကတော်တာနေရလဲဟာထင်းတော့မလောက်ရပါဘူးလာရွေးမှာပေါ့ဒီကောင်ရွေးမှာပေါ့နေရလဲပေးပါစပြောစင်မပြေတဲ့လူတွေများများလာပါစေစင်မပြေတဲ့လူတွေများများလာကြပါစေညီမလေးတို့ဟုတ်ထိုင်အောင်တော့ညီမလေးတို့မမရေမမဟိုဒီမှာဧည့်သည်တွေရောက်နေတယ်မမရဲ့ကဲဆရာမဘာများကူညီပေးရမလဲတမီးတို့သမီးရဲ့ချစ်သူသမီးရှိကိုစိတ်ပြည့်လဲလာဖို့အတွက်ရတရားလေးပေးပါနော်ကဲပြောသမီးချစ်သူကဘာနေတာတော့စက်သားပေးသားပါနာမည်မိုးညိုရဲ့ဟဲ့ကျမလည်းကျမရဲ့ချစ်သူမုံရုပ်ကျမရှိပြန်လာဖို့အတွက်ရတရားလာလောက်တာပါဟဲ့ညီတော့ဘလိုတွေတောင်လားနာမည်တောင်တူနေပြီဆိုတော့လူများတူနေလားဟဲ့ညီတို့ပြောတဲ့မိုးညိုဆိုတာရွာထိတ်ကဦးမောင်တန်းရတာမိုးညိုလားဟုတ်တယ်မမရေဘယ်လိုလုပ်ကြမလဲညီမကောင်းသမီးဟဲ့လုံးကုန်ရပြီကြောင်းဟဲ့မလုံးနဲ့လေဟဲ့မလုံးနဲ့လေအိုးဟဲ့မလုံးနဲ့လေအော်လာကြပါဦးရှင်လာကြပါဦးဒီမှာကျမတို့အိမ်မှာလေလင်းလူဝင်းနဲ့ဗန်းလုံးကုန်ကြလို့မလေးလာကြပါဟဲ့မိုးညိုလာကြပါဦးဟဲ့လာကြ
ဟာလည်းမသိပါဘူး ဟာလို့မချက်ကြတော့သမီးအိမ်မှာ ကိုကိုပိုင်ဆိုင်ဝင်ရဖို့တက်ကြိုးစားတာအဲ့ဒါအမားပြောရလား မားတယ်အကြီးရောမားတယ်ကြောက်ခဲကိုရင်ညစ်လို့သာရေထွက်လာရင်လာမယ်ငါချစ်ကိုရဖို့တော့လေမင်းတို့ဒီတက်ဘလုံးအောင်ဖြစ်နိုင်တော့နားလေလား ညစ်ဆက်လိုက်တာမောင်ရဲ့ ဘလို့စကားတွေငါ့ကိုလာပြောနေတာလေအချစ်မပါလို့လမ်းခွဲခဲ့တာမဟုတ်ဘူးမဖြစ်တာလို့လမ်းခွဲခဲ့တာဒါကိုသားတယ်နားတယ်နိုင်တယ်ရှုံးတယ်အပြည့်ရှာမရေရတဲ့လှုပ်ဆောင်ချက်တွေနင်တို့ဆက်လက်ပြီးလုံနေမယ်ဆိုရင်ပြဿနာတွေဒီတက်ပိုးကြီးပြီးအပြက်ပြက်နဲ့နှာခေါင်းသွေးတွေထွက်ကုန်လိမ့်မယ်နော် ဟဲ့မွန်းညို့ပြောတာမှန်တယ်နောက်အဲ့လိုမလုပ်ကြပါနဲ့ဟဲ့ ကဲပါမဟုတ်ဘူးတာဝေးမစားခဲ့ရမယ်အချစ်ကိုဝေးစားခဲ့ရတဲ့အချစ်ခီးသွားခြင်းအတူတူလို့သဘောထားတယ်ဒီနေ့ကစတင်းနေမြတ်နေကြနော် ဟေ့ရမနေ့ကမင်းကြောင့်ကောင်းမန်းတွေကိုရံပြစ်တယ်ဆိုတော့ငါစဉ်းစားနေရခက်တဲ့အကြောင်းတခုမျိုးမေးချင်တယ်ကွာ မေးကပါမင်းကပြော ။အိုးမင်းကရွာထဲမှာဆိုလဲလူကြီးလူငယ်ပေါ်တယ်။စော်လဲတအားကြီးတယ်။အားဘာကြောင့်လဲ လူတယောက်ကဒုတိယအရေးကြီးဆုံးမျက်နှာပါလဲမသိလား ။အော်မင်းလည်းသပင်းလေးကွာသပင်း အဲ့ဒါပဲမင်းကတော့တခြားကြည့်လိုက်ငါမျက်နှာယုံမချောဘူးနော်ဒါပေမဲ့ငါကသပင်းနဲ့ပတ်သက်လာအမြဲတမ်းငါတက်တက်ခက်ခက်ထားတယ်ကိုမျက်နှာနဲ့လိုက်မဲ့ပုံစံမျိုးလေးလိုဖိလိမ့်ပြင်ဆင်ပြီးတော့ငါပုံသွင်းထားတယ်အဲ့ဒါကြောင့်ငါစော်ရမ်းကြည့်ပြီးတော့လူကြီးလူငယ်ပေါ်နေတာဟျောင်းဟေး ။အေးကွာ။ငါမင်းအခုမှတတိထားမိတယ်။မင်းဘာလိမ့်ပြီးတော့ပုံနေတာ ဘာနဲ့ပုံသွင်းလဲဆိုတော့သပင်းကိုထောင်မလားဒီလိုမျိုးလေးလှဲမလားစိတ်ကြိုက်ပုံသွင်းလို့ရတယ်စစ်တော့ဘလက်ကြီးကိုငါလိမ့်တာ ။ဟုတ်လား မင်းလိုချင်တယ်မဟုတ်လား ။လိုချင်တာကတကယ်ရတယ် မနေ့ကညတကယ်ချင်းအိမ်လာခဲ့ငါမင်းကိုလက်ဆောင်ပေးမယ် ။အိုးမင်းတကယ်ကနော်။အေးပြေးထိုင်။ရ။ကြီးစွာတိုင်းရ။သမီးကြီးလန်းတာလေကိုကိုယုံကြည်မှုတခုရစီရနော် ။အော်အဲ့ဒါကြောင့်မလို့မင်းကငါမနေ့ကပြောလာဗောတကယ်ချင်းကလေငါဆိုရင်လေဒီစစ်တော့ဘလက်ကျဲလေးကိုလိမ့်တာလေ၄နှစ်လောက်ရှိပြီဟျောင်းဟေး ။ဟာ ငါတို့အမျိုးသားစံကေတာအတွက်အနက်ရောင်ကျဲသားလေးနဲ့ဒီစစ်တော့ဘလက်ကျဲလေးကိုလိမ့်လိုက်မယ်ဆိုရင်သပင်ကိုမပြက်စီးဘူးသပင်ကိုလိုရာပုံသွင်းနိုင်မယ်အစိုးတက်ကိုထိမ့်သိမ့်ပေးတဲ့အပြင်စွမ်းမဆရာရန်နံလေးကြောင့်တနေ့ကုန်ဘယ်နေရာကိုတော့ကိုကိုယုံကြည်မှုရှိသေးမှာတော့အသေးကြပဲနော် ။အော်နင်းတို့ငါလေးလေးချင်လို့ဟိုဒီကငါလေးရိုက်လို့ကွာကိုဝိုင်းငါဘာမှတော့ရမလို့ ဟာအမျိုးမျိုးနယ်နယ်မှာရှိသောစရိုးဆိုင်များအလှကုန်ဆိုင်များမှာအလွယ်တကူဝယ်ယူလို့ရတယ်ဗျာ ။ဟာမိုက်တာဗော။